တွေ့နေတယ်တော့ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရွေချက်ရှိရမယ်ဗျာဒီတော်လိုင်းတပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါမှာသူတို့မှရွေချက်ရှိတယ်ဒါလေသူတို့လူလူတွမြောက်ဖို့နော်တိုင်းသားတွေနဲ့ပတ်သက်တဲ့ခွင့်ရရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေရွေချက်နဲ့တိုင်ပွဲဝင်အခုခင်ဗျားတို့တိုင်ပွဲဝင်ရတာရွေချက်ရှိတယ်တိလားရွေချက်ရှိတယ်တိရကျွန်တော်တို့ဘာစစ်တပ်မှနေပြီးတော့စစ်တိုက်နေတာကရွေချက်တောင်းပါလို့တိရလို့ရှိရင်ကျွန်တော်ပြောပြတိလားတိပါဘူးဒီနိုင်လာတာထုတ်ပေးမယ်ယူသွားဆိုရင်သွားရမယ်ဟုတ်လားဒီကမြန်ဆန်တည်း26အောင်ခါလေးပေးပြီးတော့မှတကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကကျွန်တော်ပြောတယ်နော်တန်းစီခွင်းနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ဆိုင်းမုတ်တွေပြီးလို့ရှိရင်ချင်း60ခေလို့ရှိရင်လည်းခင်ဗျားတို့ဒီဟာလေးပဲကြက်ခိုင်းနေတာဟုတ်တယ်မလားနော်ရဲဘော်စိတ်ဆိုပါလေခုနကကျွန်တော်ပြောသလိုရဲဘော်ရှင်ချင်းပေါ့အားရှိတော့ဒီကတရားအယောင်းတွေတရားကိစ္စကောင်းကြီးကိုမရမယ်ဖြစ်တယ်နော်ခင်ဗျားတို့ပေါ်မှာမင်းလည်းခင်ဗျားတို့ကမိတာတရားရှိတာအခုဒီမှာခင်ဗျားတို့တိုက်ခိုင်းတော့ဆိုတဲ့ဟာဟိုမှာဟိုကြီးလေးကိုမေးကြည့်တယ်စစ်ကြောင်းနှိမ့်မှုမေးကြည့်တိုက်ခိုင်းတော့မှဘယ်လောက်ကြာကြိုသိတယ်တော့9ရက်လောက်ကြာလဲကျွန်တော်ကြိုသိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်းရှောက်ဖို့ခင်ဗျားတို့အသက်အိုးအိမ်စီးတွေကာကွယ်ဆောင်းရှောက်ဖို့အတွက်ခင်ဗျားတို့မင်းလည်းမလုပ်ဘူးဘာမလုပ်ဘူးဒီတိုင်းပဲလွတ်ပေးရလိုက်ဟုတ်တယ်မလားဒီခင်ဗျားတို့ဒုတိယတရေမှုကလည်းဒီတိုင်းပဲနီးပြားကုန်းကြားမကြောက်စောင့်နေတာဒီကောင်ကလည်းနီးပြားကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြားကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြားကုန်းနဲ့ဆိုရင်နည်းနည်းခံတာတော့ပြောနှစ်ခုခံရင်တော့ခံတာပေါ့နီးပြားကုန်းလည်းကြားပြီလဲဆိုလဲဆိုတော့မလုပ်လေခင်ဗျားတို့နီးပြားကုန်းကကောင်နေဖြစ်ချင်ရပြီငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမိတန်းအောင်ပြေးသွားတယ်ပြီးတော့နောက်ဘက်ကနေပြီးတော့တက်ကိုပြန်မဲ့အနေထားမျိုးနဲ့ရှိတာပေါ့နော်ဒါကတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ရဲ့တိုင်းမှုကလက်ရှိတော့ဆိုလို့ရှိရင်နာမည်စင်းပဲရောက်တယ်ပေါ့နော်တိုင်းမှုကဆေးရုံတက်နေတယ်လို့သိရတယ်တိုင်းမှုမရှိပဲလေ तू ကခိတတိုင်းမှုလုံးနေတဲ့လူကသူ့အောက်ခြေရဲဘော်တွေရဲ့အတက်အိုးရှိတယ်ငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးနော်သူတော်မှကိုလိုယုံပြီးတော့ပြေးတယ်နော်ဒါနဲ့ရေလေးတစ်လက်ပါဝိုင်းနော်စစ်တက်မှာဘာဖြစ်ပါဒီနာမည်မှာဟုတ်တယ်မလားအားရထားခဲ့နော်ဒီရောနောက်ရှိမှပုံသားတဲ့ဟာတွေသူထားခဲ့တဲ့ဟာတွေထားခဲ့ပြီးတော့မှကိုလိုယုံပြီးတော့မှဖြစ်ပြေးသွားတယ်နော်အဲ့တော့သူတို့မရောက်နိုင်တဲ့ဒီတိုင်းပဲခင်ဗျာသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာရုသူ့ရဲ့စီးစိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဘိုးအရင်ကလေးကတီးလို့အေးစစ်စစ်ကိုယ်တိုင်ဘက်ကိုပြောင်းပြီးတော့မှကိုယ်တိုင်ဘက်တော်သားတွေနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွေချက်ရှိတယ်ရှိတယ်နော်မောတောင်တိုက်တယ်ဘာကြောင့်တိုက်လဲမောတောင်ပြည်လူလူလုံများဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမြေမှာဘာလို့လဲစစ်မှန်တဲ့တိုင်းသားကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့အတွက်ဆိုတော့ဒီထဲမှာရဲရင်းနဲ့ပါတယ်ဟုတ်တယ်ရဲရင်းများလို့ပို့ပြီးတော့မှဘောပေါက်မှာပါနော်အဲ့တော့ရဲနဲ့ပတ်သက်ပြီးတော့မှလည်းမင်းလိုက်ဘာလုပ်ပြီတကယ်ဖြစ်လာရင်ဘာမှတော့မပြေဘူးဒါပေမဲ့ခင်ဗျားတို့ဒီဂိတ်ကနေပြီးတော့ဒီရက်ကိုခင်ဗျားပတ်စံတိန်း1000လောက်ရှာပေးနေနိုင်တော့ခင်ဗျာကာယကတိုင်းမှုကတို့ကနှစ်လေးမှနှစ်လေးဒီမှာတောင်းကြတဲ့ဘူးရဲမှဒူရဲကိုပြီးတော့မှအားပါနော်နိုင်ငံတကာစစ်ပွဲတွေမှာကြည့်သုံးမှန်မိသွားလို့ရှိရင်မလုပ်လေကိုဘက်ကနေပြီးတော့မှအဲ့သုံးမှန်တွေမှာထားတယ်တော့ရတယ်ကိုလူတွေကိုဘယ်လိုပြရမလဲဆိုတဲ့ဟာတွေအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်ကားရေးပါတယ်ဟုတ်တယ်မလားကျွန်တော်စီမှာသုံးမှန်ဘာဖြစ်ကြလဲမရောက်လိုက်ဘူးအေးစီနော်ဘောလုံးပွဲမှာသွားပြီးတော့လက်ကုပ်တီးပြီးအားပေးလိုက်ဒီကျေးမှုကလည်းဟိုကားရေးတီးပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပေါ်မှာဘာတန်ရောစင်မှမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပေါ်မှာတန်ရောစင်မရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ရွေချက်ညီမန်းချက်ရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့စစ်တိုက်တာပို့ပြီးတော့မှအဓိပ္ပာယ်ရှိရဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်အများကြီးတော့ပြောစရာရှိရဲနော်ဒါပေမဲ့ကျွန်တော်တို့လည်းနားထောင်ရမှာနည်းနည်းလောလောဆယ်စစ်သားဘဝကနေချက်ချင်းသုံးမှန်ဖြစ်လာတဲ့အခါကျတော့ခင်ဗျားတို့လည်းကျွန်တော်ပြောတဲ့တခါကြီးနားထဲမှာကန့်လက်ဖြစ်နေလိမ့်မယ်။ဒါပဲလေတော့ခင်ဗျားတို့ကတကယ်စစ်တပ်မှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တယ်။ကျွန်တော်တို့ကတစ္ဆာဖောက်ခဲ့တဲ့လူတွေ။ဒါပေမဲ့ဟိုမှာကြီးတာဆရာကြီးတယောက်ပြောတဲ့စကားလေးကျွန်တော်ဒါသဘောကျတယ်နော်။သူပါပြောလဲတော့မင်းတို့
စစ်တပ်ကိုတစ္ဆာဖောက်ဝိုင်းတစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးအောင်တစ္ဆာကျန်းကျင်ခိုင်းတဲ့ကောင်းအောင်ဘယ်လောက်ထိတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်တဲ့နိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားသေးဘဝမှာဟုတ်တယ်မလားနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းကိုင်းမှာဆိုတဲ့ကောင်တွေကတစ္ဆာမရှိရတယ်ကျွန်တော်တို့အဲ့ဒီတစ္ဆာဆူးကြအကြောင်းကိုမရှိဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီရက်ခွက်ကြီးအကုန်လုံးအေးအေးဆေးဆေးပဲအားမှာပဲဘာမှခင်ဗျားတို့လက်ပြားနဲ့လည်းမသိဘူးခိုးတာကြေးတာလည်းမရှိဘူးရိုက်တာနှက်တာလည်းမရှိဘူးเนาะဒီကယူဝမှုတို့ဘာလို့ဒီကပွဲတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒီခေတ်ကောင်မှာကျွန်တော်ဒီခေတ်ကောင်နဲ့ပြန်လောက်တာကျွန်တော်မျိုးသမီးကဒီဘုံပြင်းတက်ထဲမှာเนาะတက်ထဲကနေတော့ညာကြီးခိုးထွက်ခိုင်းတယ်တက်မှာ400ပွဲတွေကကျွန်တော်မျိုးသမီးနဲ့ကလေးကိုအထုတ်ပြီးတော့ကလေးကအဲ့တော့10နှစ်ကျော်ကျော်ပေါ့အခုတော့ကြောင်းတက်နေ9တန်းရောက်သွားပြီเนาะ10နှစ်ကျော်ကျော်အဲ့ဒါကိုရအောင်ပေါ်ထုတ်ပေးပြီးတော့မှဒီတော်လိုင်းရဲဘော်တွေလိုက်ပြီးတော့မှပို့ပေးပြီးတော့မှကျွန်တော်တို့လွမြောက်တဲ့နေမြေအထိလိုက်ပြီးတော့မှပို့ပေးတယ်ပေါ့နော်ဒီဘက်တက်မလေးဘက်ကဖွဲ့လေဒါကျွန်တော်သူတို့နဲ့ပတ်သက်ပြီးသူတို့ရဲ့ကျေးဇူးတွေလည်းကျွန်တော်ပေါ်မှာအများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့တက်နိုင်တဲ့ဟာသူတို့ဘိုင်းပြီးလုပ်ပေးနေကျွန်တော်ဒီတက်မလေးနေမြေတွေကိုရောက်လာခဲ့တာပေါ့နော်ဆိုလိုချင်တာကခင်ဗျားတို့လည်းဘာလဲဆိုတဲ့ဟာကိုကိုဘာဖြစ်နေပြီလဲဘာဆက်လုပ်တင်လဲဆိုတဲ့ဟာကိုကိုကအေးအေးဆေးဆေးစဉ်းစားပြီးတော့မှရက်တပွဲတွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့မှကိုကြီးဟောအဲ့တော့ကိုယ်တိုင်တနက်ကင်ပြီးတော့ဝေတိုက်ဖို့မလိုဘူးချင်းတစ်ချောင်းခွဲပေးတာရေတဘုံခတ်ပေးတာလေတော်လိုင်းရေးကိုကူညီတာပဲဟောသမယောတစ်လုံးတည်ပေးတာလေတော်လိုင်းရေးကိုကူညီတာပဲအဲ့တော့မင်းအောင်လိုင်းဘက်ကစစ်သားကလည်းဒီသူကျွေးတာဝယ်စားတာတော်လိုင်းဘက်ကစစ်သားကလည်းဒီသူကျွေးတာဝယ်စားဒီသူကျွေးတာစားတာချင်းတူတူတော်မှာပဲကျွန်တော်တို့ကဘုံသိက္ခာရှိကြီးဒီသူကျွေးတာဝယ်စားဘယ်တော်လိုင်းဘက်တော်သားတွေကိုဘယ်ဒီကခွေးလို့ခေါ်တာခင်ဗျားကြားဘူးလေကြားဘူးလားဒိုင်းပေါ်မှာခင်ဗျားရေးတာကြားဘူးလားတွေ့ဘူးလားခင်ဗျားတို့တွေပဲဒီခွေးရဲခွေးနဲ့ခင်ဗျားတို့ခေါ်ခန်းနေရတာဒီဘွားကြီးကိုဝါဖြစ်ပြီးတော့မှနော်မင်းအောင်လည်းအခုရေကောက်ဝဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါလားနော်စစ်တပ်ကိုတက်ချုပ်နောက်တစ်ယောက်ပေးလိုက်မယ်တမရကိုနောက်တစ်ယောက်ကင်ကြီးဖြစ်ပြီးအခုယူနေတဲ့ကောင်တွေရှိတယ်တမရလှုပ်ရှင်နေအောင်အမိတနန်းနေတဲ့ကောင်တွေအဲ့ကောင်တွေကိုပေးလိုက်ပြီးတော့ तू ကအေးစေးချောင်ထွက်သွားမှာခင်ဗျားတို့ဘွားကြီးကိုတော့ရေတုံမျောပြီးတော့ထားခဲ့မှာနော်အဲ့တော့မင်းအောင်လိုက်တွေတစ္ဆာခံနေမဲ့ဒါဒီလိုဘွားမျိုးရောက်တာလေကောင်းတယ်လို့ပြောလို့ရတယ်နော်ဒါဘွားတစ်စစ်ချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုပြန်ပြီးတော့မှတော်လိုင်းမှာပြန်ပြီးအခုလုတ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ထူတောင်းတယ်ပေါ့နော်အရင်တော့ဘက်မတူခဲ့တဲ့လူတွေခင်ဗျားတို့နဲ့ကျွန်တော်နေအခုကဘက်တူလူနီးပါးလို့တော့ပြောလို့ရတယ်ပေါ့နော်ခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်ဟုတ်ပြီနော်